တော့ဘီဘိုးနဲ့ပတ်သက်လို့ဘီဘိုးဆေးပဲတောက်မယ်ရလားရတယ်ဒါပေမဲ့ဘလောက်မှလည်းမရှိဘူးပေါ့နော်တလောက်ကို1000ပတ်ချာလေးနဲ့ဗီတာမင် D3 ဆိုတဲ့ဆေးလေးတောက်တာနဲ့ဘီဘိုးဆိုတာ2မျိုးရှိတယ်သူကဘယ်လိုလဲဆိုတော့ပွားတာနဲ့မပွားတာရှိတယ်ပေါ့နော်အများဆုံးမပွားဘူးပေါ့နော်ဆေးတောက်နေရတယ်အဲ့ဆိုရင်သူ့ကိုတိုက်ဖို့ဆိုရင်ကိုခံအားစနစ်ကိုမြင့်ပြီးတိုက်တဲ့နီးရယ်ကုတဲ့နီး2ခုရှိတယ်ပေါ့နော်သူကimmunity ကိုမြင့်ပြီးတိုက်တဲ့နီးရယ် viral load ကိုချတဲ့နီးရယ်အဲ့နှစ်နီးလုံးပေါင်းမှသာ Vivo က control ရတာအဲ့ဒါကြောင့်မို့သူကဓာတ်ရိုက်တက်တဲ့ဆေးတွေကိုခုဖော်နေတယ်သူက RNA ကွန်အင်ဒီ Vivo ရဲ့ RNA ကိုဓာတ်ရိုက်တက်တဲ့ဆေးရယ်တစ်ဖက်ကနေပြီးတော့ immune ကိုညှင့်ပြီးတော့တိုက်တဲ့ဆေးရယ်ဥပမာဘာလို့ therapeutic vaccine လို့ခေါ်တယ် nasal spray နဲ့ဖြန်းတဲ့ Vivo တွေစီတွေလာတော့မယ် Vivo တက်တဲ့ဆေးတွေသူကအမှန်က Vivo ဓာတ်ရိုက်တက်တာမဟုတ်ကိုခံအားစနစ်ကိုသူက Vivo မှန်းသိအောင်လုပ်ပြီးတော့ဒုံးဆို Vivo 2ကိုနှာခေါင်းနဲ့ထည့်လိုက်တယ်ပေါ့ကွာထည့်ရတယ်နဲ့တော့ဘာဖြစ်လဲဆိုတော့ဒါပေမဲ့အဲ့ကောင်ဆိုးချိုးပေးတာမဟုတ်ခန္ဓာကိုယ်ကတိသွားတာအုံနောက်ကတိသွားတာဟာခန္ဓာကိုယ်နဲ့ Vivo ဝင်လာတယ်အမှန်အသေးထဲမှာရှိတဲ့ကောင်မြုပ်နေတာလေသူပြောတယ်လို့ပေါ့ CCCDNA လို့ခေါ်တာသူက close circuit circular ပေါ့ကွာတကယ်ကိုရစ်ပတ်ခွေပြီးတော့နေတော့ခန္ဓာကိုယ်ကမသိတာအုံးဆဲလို့ထင်တာကိုယ့်ရဲ့ body ပေါ့ကွာအကောင်ကိုကလက်ခံနေတာအဲ့ဒါကိုပြောချင်တာကျွန်တော်တို့ကကိုခံအားစနစ်မပါဘဲနဲ့ Vivo ဆေးမပြောင်းနိုင်ဘူး Vivo ပြောတဲ့ဆေးမရှိဘူးအားကြောင့်မို့တော့ကိုခံအားစနစ်ကိုမြင့်ရမယ်နံပါတ်1ကတော့သူကအကောင်ကြီးကို viral load ကိုချရမယ်အဲ့အတွက်တော့ Tenofovir တို့ TAF တို့ NTK ဘာတို့အရင်တောက်ပြီးတော့ viral suppression အရင်လုပ်ထားမယ်နံပါတ်2ကခုနပြော immune ကိုတက်ပြီးမှတိုက်မယ်နံပါတ်3ကခုနပြောတဲ့ entry blocker တွေနောက်တစ်ခုကအသေးထဲမှာရှိတဲ့ဆေးထဲမှာဓာတ်ရိုက်တတ်တဲ့ဆေးတွေပေါ့နော်အတွင်းထဲထိဝင်ချတဲ့ဆေးတွေ3မျိုးလုံးပေါင်းမှပဲပြောင်းမှာဒီဘိုးဆိုတာအဲ့ဒါကိုခုလာမယ် coming soon ပေါ့နော်သိကြပါတယ်2နှစ်3နှစ်မဟုတ်အလွန်ကျော်4နှစ်5နှစ်ပဲမြန်မာနိုင်ငံရောက်လာလိမ့်မယ်အဲ့ကြားထဲမှာကိုရီးယားတောက်ထားရမယ်တောက်ခံထားရမယ်အဲ့တော့ကျွန်တော်အကြံပေးတာတော့ဒါ well proof ပါနော် scientifically proof တွေပါရိုက်ကြည့်လိုက်ပါ hepatitis B နဲ့ vitamin D3 လို့ပဲရိုက်ထည့်လိုက် research paper လို့ရိုက်ထည့်လိုက်နော် ChatGPT ကိုကောက်မေးလိုက်တင်းထွက်လာနိုင်မယ်အဲ့တော့ vitamin D က Vivo သမားတွေမှာနည်းတယ်မဟုတ်လေTenofovirတောက်တဲ့ရင်သူကအရိုးတွေအားနေတယ်ကြောက်ကက်တွေအားနေတဲ့အတွက်ဒီရက်တွေတောက်တော့လေအဲ့တော့ vitamin D ကlowကိုလိုတယ်ဒီ1000လောက်တောက်လို့ရတယ်2000လောက်တောက်လို့ရတယ်ဘာမှမဖြစ်ဘူး safe တို့နော်ဘာမှမဖြစ်ဘူးတောက်လို့ရတယ်အရန်အားနေရင်စစ်ကြည့်လိုက်လို့ vitamin D နည်းတယ် Vivo သမားတွေစစ်ကြည့်လိုက်ကွာနော်ကျွန်တော်ပြောတာ Vivo သမားတွေကျွန်တော်ပြောလက်တွေ့ကြအောင်လို့ D3 ကိုစစ်လိုက်နော်3000လောက်5000လောက်ပေးရမယ်စစ်လိုက်လို့နည်းတယ်ဆိုရင်နော်ဒီကြပေါ့30အောက်ဆိုရင်နည်းနေပြီအဲ့လိုဆိုရင်6000အားကိုတစ်ပတ်တစ်လုံးချ2လတောက်ပြီးရင်ပြန်စစ်ဗီတာမင် D ကိုပြီးရင် low dose လေးနဲ့1000